2019ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကိုမနေ့ကမနက်9:00 နာရီမှာနေပြည်တော်ရှိပညာရေးဝန်ကြီးဌာနစုဝေးခန်းမမှာကျင်းပပါတယ်။ရှေးဦးစွာနေပြည်တော်ပြည်မနာမြို့မှာအခြေခံဆရာဆရာမများကယနေ့ခေတ်ဒုဆရာတခြင်းဖြင့်2019ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကိုဖွင့်လှစ်ပါတယ်။ဟဲ့နော်ပြည်တော်စုဝန်ကြီးဒေါက်တာမျိုးသိန်းကြီးကယနေ့အချိန်ကကမ္ဘာတဝန်းလုံးမှာရှိကြတဲ့ဆရာဆရာမများကိုဂုဏ်ပြုတဲ့နေထူးနေမြတ်အခါသမယဖြစ်ပါကြောင်းဆရာဆရာမများဟာတပည့်များအားလူသားကောင်းများပူးပေါင်းဆောင်ရွက်တတ်သူများတာဝန်ယူတာဝန်ခံဆောင်ရွက်တတ်သူများတီထွင်ကြံစနိုင်စွမ်းရှိသူများဖြစ်လာအောင်စဉ်ဆက်မပြတ်ထုစစ်ပုံသွင်းပေးလျက်ရှိပါကြောင်းအရေးသွေးပြေဝတဲ့ပညာရေးကိုကောင်းမွန်တဲ့ဆရာများဖြစ်သောအောင်မြင်စွာအကောင့်ထဲပေါ်နိုင်ပါကြောင်းကောင်းမွန်တဲ့ဆရာများဖြစ်လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲပြဿနာမပြည့်စုံမှုနဲ့စိန်ခေါ်မှုများကိုတီထွင်ကြံစဖြည့်ရှင်းပြီးပညာရေးအရေးသွေးမြင့်မားလာရေးအတွက်ကျောင်းအနှုံများမြင့်မားလာစေရန်ကျောင်းထွက်နှုံများလျော့နည်းလာစေရန်နိုင်ငံတကာနဲ့ရှင်ပြိုင်နိုင်စွမ်းရှိတဲ့ဘွဲရလူငယ်မောင်ဝင်များပြုစုပြောထားရေး Deep Learning ဖြင့်သင်ကြားလေ့ကျင့်ရန်ပြောကြားပါတယ်အဲ့နောက်မြန်မာနိုင်ငံ UNESCO မြို့သားကော်မရှင်တွဲမှုချုပ်ဒေါက်တာကြည်ရွှင်ကကုလသမဂ္ဂလက်အောက်ခံအဖွဲ့9ဖွဲ့ရဲ့အဖွဲ့ခေါင်းဆောင်များပေးပို့တဲ့စုပေါင်း3ဝန်လောက်ကိုဖတ်ကြားပြီးမြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်တာစိုင်းခိုင်မျိုးထွန်းကမြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်ရဲ့3ဝန်လောက်ကိုဖတ်ကြားပါတယ်အဲ့နောက်ခြေခံပညာကျောင်းသားကျောင်းသူများကမျက်စရာသချင်းဖြင့်တီးဆူဖျော်ဖြေကြပြီးညွှန်ကြားမှုချုပ်ဒေါက်တာဝင်းထွန်းကကမ္ဘာဆရာများနေ့အထိမ်းအမှတ်ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများအထူးကျွန်ဆရာဆရာမများနဲ့စုရဆရာဆရာမများရဲ့ဆောင်ရွက်မှုမှတ်တမ်းအကျဉ်းချုပ်ကိုရှင်းလင်းတင်ပြပါရယ်။ဟဲ့နောက်ပြည်တော်စုဝန်ကြီးဒေါက်တာအောင်သူဒေါက်တာမျိုးသိန်းကြီးနဲ့တာဝန်ရှိသူများကကမ္ဘာဆရာများနေ့အထိမ်းအမှတ်ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီးများအထူးကျွန်ဆရာဆရာမများနဲ့ကျောင်းတက်ရက်မပြတ်သောဆရာဆရာမများနိုင်ငံတကာပြိုင်ပွဲများမှာစုရရှိစေရန်ကြီးကြပ်တာဝန်ယူတဲ့ဆရာဆရာမများအားဂုဏ်ပြုဆုများချီးမြှင့်ပါတယ်။နောက်ပြည်သူ့လွှတ်တော်ပညာရေးမြင့်တင်မှုကော်မတီဥက္ကဋ္ဌဒေါက်တာတင်အောင်ကအစိမ့်မြင့်ပညာအဆင့်အခြေခံပညာအထက်တန်းအလယ်တန်းနဲ့မူလတန်းအဆင့်ကမ္ဘာဆရာများနေ့အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲမှာပထမဒုတိယတတိယဆုရရှိသူများကို၎င်းအမျိုးသားပညာရေးမူဝါဒကော်မရှင်ဒုတိယဥက္ကဋ္ဌဦးညီလာငယ်ကတက္ကသိုလ်ကောလိပ်အဆင့်အခြေခံပညာအထက်တန်းနဲ့အလယ်တန်းအဆင့်စာကုန်းပြိုင်ပွဲများမှာပထမဒုတိယတတိယဆုရရှိသူများကို၎င်းပြည်내ပြည်ပအဖွဲ့အစည်းများဆိုင်ရာကော်မတီဥက္ကဋ္ဌဦးမင်းဦးကတက္ကသိုလ်ကောလိပ်အဆင့်အခြေခံပညာအထက်တန်းနဲ့အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲများမှာပထမဒုတိယတတိယဆုရရှိသူများနဲ့တက္ကသိုလ်ကောလိပ်အဆင့်ပိုစတာပြိုင်ပွဲမှာပထမဒုတိယတတိယဆုရရှိသူများကို၎င်းဆုချီးမြှင့်ခဲ့ကြပါတယ်။အဲနောက်အခြေခံပညာကျောင်းများမှဆရာဆရာမများနဲ့ကျောင်းသူကျောင်းသားများကပန်းပြိုးသူတခြင်းဖြင့်တေးတရုပ်ဖော်တင်ဆက်ကြပြီးပြည်တော်စုဝင်ကြီးနဲ့တာဝန်ရှိသူများကအထိမ်းအမှတ်ပြကများအားလှည့်လည်ကြည့်ရှုကြပါတယ်။2019ခုနှစ်ကမ္ဘာဆရာများနေ့အထိမ်းအမှတ်ဆောင်ပုဒ်မှာလွတ်လပ်စွာတင်ကြားဖို့ဆရာများကိုအားပေးစုဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။နာသုံးနာနဲ့ပေါ့နော်စေတဝါဒနာနှစ်တာပေါ့နော်ဒါအပြင်ကျွန်တော်တို့ရဲ့သင်ကြားပေးခဲ့တဲ့တပည့်များအပေါ်မှာလည်းကျွန်တော်တို့ကပို့ပြီးကျွမ်းကျင်တက်မြောက်တဲ့အင်ဂျင်နီယာကောင်းတွေဖြစ်ဖို့အတွက်ကျွန်တော်တို့ကအမြဲတမ်းဆောက်ရှောက်ပေးနေပါတယ်ဒီလိုနိုင်ငံတော်တည်မှုပဲနဲ့တကဘာလုံးရဲ့အနာဂတ်ကိုပဲပြင်ပြနိုင်တဲ့ဆရာမတွေကိုတကယ်ပဲကျေးဇူးတင်ပါတယ်လို့အရန်ကိုကျေနပ်ပြီးဖြစ်မိပါတယ်ဒါအလုတ်ဆောက်ရင်ကလေးကအင်မတန်လိုချင်ခဲ့တဲ့စူးစမ်းခဲ့တဲ့ဆုဖြစ်တဲ့အတွက်ဒီလိုလဲနိုင်ငံတော်ကပေါ့နော်ရှင်းတင်ကိုပင်စင်သွားတော့မယ်ဆရာမတယောက်ကိုဒီလိုဆုချင်းမြင့်ပေးတဲ့အတွက်အရန်ကိုအတိုင်းမသိဝမ်းသာပြီးဖြစ်မိပါတယ်
ဒီစုကိုကအရန်ဟိုပြောတယ်လိုချင်တယ်ပေါ့နော်လိုချင်တော့ကလေးတွေအတွက်လည်းကိုကစဉ်းစားပြီးတော့ကလေးတွေအကြောင်းငါအကြောင်းပြခဲ့ရင်ကလေးတွေဘလို့ဖြစ်မလဲပေါ့နော်ကိုကလေးတွေအတွက်စဉ်းစားတာလည်းပါတယ်အိမ်ကမိသားစုကလည်းအားပေးတာပါတယ်ခွင့်မပြအောင်လို့ပေါ့နော်ကမ္ဘာဆရာများနေ့ကကျွန်တော်2015တော့ကျွန်တော်တစ်ချိန်ရဦးပါတယ်ဆရာတယောက်ရဲ့ဘဝမှာဒီလိုမျိုးချီးမြှင့်ခံရတဲ့ခါကျတော့ပို့ပြီးတော့အလုံးလုံးချင်စိတ်တွေစူးစမ်းချင်စိတ်တွေပေါက်လာတာပေါ့အဲ့တော့ဒီလိုဆုရတဲ့အတွက်ကျွန်တော်တို့ကအထူးဝမ်းသာပါတယ်